ရှာပြီအေးရတယ်ယူမအေးယူမယူတော့ညီလေးရတယ်ဟာပါလေမင်္ဂလာပါရဝါပိုးကြော်လေချောင်းသားမှာရနေပါပြီလို့ဒီအထုပ်ကလေးတွေဘယ်ဆိုင်မှာရတတော်ပါတထောင်းကြော်လေးနဲ့ရပါတယ်ဘယ်ဆိုင်မှာရလဲဝင်းစတာမှာရပါတယ်ဝင်းစတိုအားလုံးမင်္ဂလာပါဒီမှာဟေးရတဲ့အောင်ရောက်နေဖြစ်ပါတယ်ဒါလေးကကက်ကတစ်တမ်းမြာပါအေးတယ်လို့ဒါရောပြလို့ကအေးလို့ဒီဒါလေးရောဒါနဲ့ရေတော့ပါမမင်းတို့ကဒီနေ့ပေါ့နော်ချောင်းသာသူလေးရတနာဖြစ်ပါတယ်ဒီနေ့ကမမင်းတို့ကငါတလောက်ကလေးချက်မှာဖြစ်ပါတယ်ဒါငါတလောက်ကလေးကင်ထားတာပါဒါလေးကတော့သူ့မှာပါတဲ့ဟာလေးတွေပေါ့နော်ငရုတ်သီးလေးပါမယ်စက်သွန်ပါမယ်ပေါ့ဒါလေးကိုမင်းတို့ချက်ပြပါမယ်ဒါကတော့ထမင်းအိုးဖြစ်ပါအနီတို့ထမင်းအိုးလားအားလုံးမင်္ဂလာပါဒါလေးကတော့ငါးတတာလေးနဲ့မုတ်တီနဲ့တုတ်တာဖြစ်ပါတယ်တုတ်ရဖြစ်ပါတယ်ဒါလေးကတော့မုတ်တီလေးနဲ့ငါးတတာလေးနဲ့ပေါ့နော်ဝါစားကောင်းမပုံလေးပါလားရှားရောင်ကြလားငါးတတာနဲ့မုတ်တီနဲ့တုတ်တာဖြစ်ပါတယ်ငါကောင်းမလေးပဲခေါ်ဟာနေကြဇမ်ဘောဟာဘယ်လိုလုပ်လဲဟုတ်ကောင်းရှေ့ပဲဟုတ်လားဟုတ်တယ်ဆုံးတော့တယ်မိုင်းစားကြလေဟိုက်ဖက်ပါပါရော့ဒါမှအဲ့ဒါခရမ်းသီးလောပါရှင်ဘောရကားကြီးကြောအဲ့ဒါငါချောက်ဖို့ငါချဖို့ဒါဘောရကားကြီးကြောပါချင်းဒါပစုံကြောလာပါရှင်မင်္ဂလာပါဒီနေ့ကသမင်းလေးစားပြမှာဖြစ်ပါတယ်ခင်းလေးကတော့ဗာလေးလဲဆိုဒါလေးကတော့ခင်းချင်သီးနဲ့ဒီပစုံနဲ့ချက်တာဖြစ်ပါတယ်ဒါလေးကတော့ငါးချင်ကျိုးလေးပေါ့နော်ငါးချင်လေးဖြစ်ပါတယ်ရာဒီစားလေးပေါ့ဒါလေးကတော့ပစုံပေါ့နော်ပသားတော့ဒါလေးကတော့မင်းတို့ငပိချက်ကလေးဖြစ်ပါတယ်ငပိချက်တူကြအတိကခေါင်းငပိချက်ကလေးဒီမှာဝေါဒါတော့ဟောလဲကျိုးဟိုကမနေ့ကထမောင်းကုံတော့ပြောရတယ်ကုန်းလေးဒီမှာကမနေ့ကနဲ့ပုံစံမျိုးလေးနဲ့ပုံစံမျိုးလေးကြုံ